2026 ခုနှစ်မတ်လပထမပတ်မှစတင်ကဗဟိုမိုဘိုင်းဆက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် CEIR အသုံးပြုလျက်ရှိကြောင်းအသိပေးကြေညာထားပါတယ်။လက်ရှိမှာ CEIR စနစ်စတင်ကျင့်သုံးတဲ့နေ့မှစပြီး2026ခုနှစ်မတ်လ31ရက်နေ့အထိကင်းလွတ်ခွင့်ပြုတဲ့ကာလအဖြစ်သတ်မှတ်ထားတာကြောင့်ပြည်သူများအနေနဲ့မိမိတို့ပိုင်ဆိုင်တဲ့မိုဘိုင်းလက်ကိုင်ဖုန်းတွေကိုကင်းလွတ်ခွင့်ကာလအတွင်းစက်ပိတ်ထားခြင်းဝယ်ယူပြီးသိမ်းဆည်းထားခြင်းမဖြစ်အောင်အထူးသတိထားဖို့လိုအပ်ကြောင်းနဲ့ CEIR စနစ်ကျင့်သုံးရခြင်းနဲ့ပတ်သက်ပြီး CEIR နဲ့ EIR စနစ်စီမံကိန်းသတင်းပြန်ကြားရေးလုပ်ငန်းအဖွဲ့မှတာဝန်ရှိသူတဦးကအခုလိုပြောကြားထားပါတယ်ရှင်။ CEIR စနစ်ဆိုတာကတော့ IMEI နံပါတ်ပါမိုဘိုင်းလက်ကင်ဖုန်းတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာဌာနတွေကဆောင်ရွက်နေကြတယ်။ပုံမှန်ရုံးလုပ်ငန်းစဉ်တွေမှာပေါင်းဆက်အသုံးပြုဆောင်ရွက်တဲ့စနစ်တစ်ခုသာဖြစ်ပါတယ်။မိုဘိုင်းလက်ကင်ဖုန်းတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာဌာနတွေကဆောင်ရွက်နေကြတယ်။ပုံမှန်ရုံးလုပ်ငန်းစဉ်ဆိုတာကတော့မိုဘိုင်းလက်ကင်ဖုန်းတွေကိုပြည်ပမှတင်သွင်းမယ်ဆိုရင်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှဤပညာဆိုင်ရာစံချိန်စံညွှန်းထောက်ခံချက်ကိုလျှောက်ထားရမှာဖြစ်ပြီးအဲ့ဒီထောက်ခံချက်ရရှိပါကကုန်သွယ်ရေးဦးစီးဌာနရဲ့ TradeNet 2.0 စနစ်မှာသွင်းကုန်လိုင်စင်လျှောက်ထားခြင်းသွင်းကုန်လိုင်စင်ရရှိပါကတင်သွင်းလာမဲ့မိုဘိုင်းလက်ကင်ဖုန်းတွေရဲ့အချက်အလက်တွေကို CEIR Importer Portal မှာထည့်သွင်းပြီး CEIR ID ကိုအွန်လိုင်းမှာလျှောက်ထားရယူရမှာဖြစ်ပါတယ်။ CEIR ID ရရှိခဲ့ရင်အကောက်ခွန်ဦးစီးဌာနမှာသွင်းကုန်ကြေညာလွှာဖွင့်လှစ်ပြီးရုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ကြရမှာဖြစ်ပြီးတော့ကြားတင်အခွန်တွေကိုပေးဆောင်ပြီးပါက CEIR စနစ်ရှိခွင့်ပြုစီရင် white list မှာအလိုအလျောက်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။လူအင်အားနဲ့ဆောင်ရွက်နေရတဲ့အကောက်ခွန်ရှင်းလင်းခြင်းတနည်းအားဖြင့်ပြောရရင်ကြားတင်အခွန်တွေဖြစ်တဲ့အကောက်ခွန်ကုန်သွယ်လုပ်ငန်းခွန်ဝင်ငွေခွန်တွေကိုပေးသွင်းတဲ့လုပ်ငန်းစဉ်မှာ CEIR စနစ်ကိုပြောင်းလဲအသုံးပြုတာဖြစ်ပါတယ်။ CEIR စနစ်စတင်ကျင့်သုံးတဲ့နေ့ကစပြီး2026ခုနှစ်မတ်လ31ရက်နေ့အထိကာလကိုကင်းလွတ်ခွင့်ပြုတဲ့ကာလလို့သတ်မှတ်ထားပါတယ်။ကင်းလွတ်ခွင့်ပြုတဲ့ကာလအတွင်းမှာ CEIR စနစ်အနေနဲ့ MPT, Atom, Unite, Mytel ဆိုတဲ့မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးကွန်ရက်တွေနဲ့ချိတ်ဆက်အသုံးပြုနေတဲ့မိုဘိုင်းလက်ကင်ဖုန်းတွေရဲ့ IMEI ကုတ်တွေကိုသာခွင့်ပြုစီရင်ခေါ်အခွန်ပေးဆောင်ပြီးဖုန်းစရင်တနည်းပြောရရင် white list ထဲသို့အလိုအလျောက်ထည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့မိမိတို့ပိုင်ဆိုင်တဲ့မိုဘိုင်းလက်ကင်ဖုန်းတွေကိုကင်းလွတ်ခွင့်ကာလအတွင်းမှာစက်ပိတ်ထားမိတာတို့ဝယ်ယူပြီးသိမ်းဆည်းထားမိတာတို့မဖြစ်ကြစေဖို့အထူးသတိပြုဖို့လိုအပ်ပါတယ်ရှင်။2026ခုနှစ်ဧပြီလ1ရက်နေ့ကစပြီးခွင့်ပြုစီရင်မှာမပါရှိတဲ့မိုဘိုင်းလက်ကင်ဖုန်းတွေကိုဆက်သွယ်ရေးကွန်ရက်တွေရဲ့စင်ကတ်တွေထည့်သွင်းပြီးအသုံးပြုချိန်မှာ CEIR စနစ်မှာသက်ဆိုင်ရာဖုန်းနံပါတ်တို့အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားစာပေးပို့မှာဖြစ်ပါတယ်။မိုဘိုင်းလက်ကင်ဖုန်းတွေကိုမိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွေနဲ့စတင်ချိတ်ဆက်အသုံးပြုချိန်မှာရက်ပေါင်း30အတွင်း Grace Period ခေါ်အခွန်မဆောင်မီယာယီသုံးစွဲခွင့်ပြုတဲ့အချိန်ကာလအပိုင်းခြားတစ်ခုအနေနဲ့အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။အဲဒီကာလအတွင်းမှာကြားတဲ့အခွန်နဲ့ဒဏ်ကြေးတွေပေးဆောင်ရမှာဖြစ်ပါတယ်။အခွန်ပေးဆောင်မှုသတ်မှတ်ကာလကျော်လွန်ခဲ့ရင်တော့ CEIR စနစ်မှာအမည်မဲစာရင်း blacklist အဖြစ်သတ်မှတ်ပြီးမိုဘိုင်းဆက်သွယ်ရေးကွန်ရက်မှာအသုံးပြုခွင့်ကန့်သတ်သွားမှာဖြစ်ပါတယ်ရှင်။ကြားတဲ့အခွန်နဲ့ဒဏ်ကြေးတွေပေးဆောင်ပြီးရင်တော့ခွင့်ပြုစီရင်အဖြစ်သတ်မှတ်ပြီးအသုံးပြုခွင့်ပေးသွားမှာဖြစ်ပါတယ်။ပုံစံတွေအနေနဲ့မိုဘိုင်းလက်ကင်ဖုန်းတွေကိုပြည်ပမှတင်သွင်းခဲ့ရင်ဒါမှမဟုတ်လူပုဂ္ဂိုလ်တဦးတယောက်ချင်းအနေနဲ့မိုဘိုင်းလက်ကင်ဖုန်းတွေကိုပြည်ပမှယူဆောင်လာခဲ့ရင်အင်တာနက်စာမျက်နှာမှာလွှင့်တင်ထားတဲ့CEIR စနစ်မှာမိုဘိုင်းလက်ကင်ဖုန်းရဲ့မူရင်းအမှတ်အသား IMEI ကိုထည့်သွင်းစစ်ဆေးပြီးကြားတဲ့အခွန်နဲ့ဒဏ်ကြေးတွေကို electronic ငွေပေးချေမှုနည်းလမ်းတွေနဲ့ပေးဆောင်နိုင်မှာဖြစ်ပါတယ်။အခွန်ပေးဆောင်တာကိုအင်တာနက်ရရှိတဲ့ဒေတာတွေဖြစ်ပါကအွန်လိုင်းမှာလွှင့်တင်ထားတဲ့ CEIR Public Portal မှတစ်ဆင့် MMQR ကုတ်ကိုအသုံးပြုပြီး KBZ Pay, AYA Pay, CB Pay, UAB Pay, A+ Wallet, Citizen Pay, OK Dollar, Wave Money, Trusty Pay, Zero Pay, M-Pesa စသည်တို့ဖြင့်၎င်း UAB နှင့် A+ Mobile Pay များဖြင့်၎င်း UAB Bank, ရွှေ Bank, A-Bank တို့ရဲ့ Mobile Banking စနစ်တွေနဲ့၎င်းပေးဆောင်နိုင်မှာဖြစ်ပါတယ်။နယ်စပ်ဒေသတွေနဲ့အင်တာနက်ရရှိဖို့ခက်ခဲတဲ့ဒေသတွေကပြည်သူတွေအနေနဲ့ကတော့အဲ့ဒီဒေသမှာရှိတဲ့ပြည်တွင်းခွန်များဦးစီးဌာနတွေမှာဖြစ်စေအကောက်ခွန်ဦးစီးဌာနရုံးတွေမှာဖြစ်စေကြားတဲ့အခွန်နဲ့ဒဏ်ကြေးတွေကိုပေးဆောင်နိုင်မှာဖြစ်ပါတယ်။ဗဟိုမိုဘိုင်းဆက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်ကိုအသုံးပြုတဲ့အတွက်ပြည်သူတွေအနေနဲ့IMEI လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာမိုဘိုင်းသက်သေခံအမှတ်စဉ်ပါဝင်ပြီးစံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့မိုဘိုင်းပစ္စည်းတွေကိုသာသုံးစွဲနိုင်ခြင်းလက်ကင်ဖုန်း headset ဝယ်ယူတင်သွင်းသူလုပ်ငန်းရှင်တွေအနေနဲ့လည်းဌာနဆိုင်ရာတွေထံတွားရောက်ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်အချို့ကိုအွန်လိုင်းကနေဆောင်ရွက်ခွင့်ရှိလာတဲ့အတွက်
အချိန်နဲ့ငွေကြေးကုန်ကျမှုသက်သာနိုင်ခြင်းနိုင်ငံတော်အနေနဲ့ကတော့အခွန်တိတ်ရှောင်မှုတွေတရားမဝင်ကုန်စည်တင်သွင်းမှုတွေကိုတားဆီးနိုင်မှာဖြစ်တဲ့အတွက်နိုင်ငံတော်အတွင်းမိုဘိုင်းပစ္စည်းဈေးကွက်ကိုညီညွတ်မျှတစေခြင်းဆိုတဲ့အကျိုးကျေးဇူးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ဗဟိုမိုဘိုင်းဆက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်ဆိုတာကတော့ IMEI ကုတ်နံပါတ်ပါမိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းတွေနဲ့ပတ်သက်ပြီးသက်ဆိုင်တဲ့ဌာနတွေကဆောင်ရွက်ပေးနေတဲ့ရုံးလုပ်ငန်းစနစ်မှာပေါင်းဆက်အသုံးပြုဆောင်ရွက်ရမယ်စနစ်တစ်ခုသာဖြစ်ပါကြောင်းနဲ့လုပ်ငန်းရှင်ပြည်သူတွေအနေနဲ့ပုံမှန်ဆောင်ရွက်နေရတဲ့ရုံးလုပ်ငန်းပိုင်းဆိုင်ရာလုပ်ငန်းစဉ်အချို့မှာ CEIR စနစ်ကိုပြောင်းလဲအသုံးပြုခြင်းဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုအပ်မှာဖြစ်ပါကြောင်းကိုလည်းအသိပေးနှိုးဆော်အပ်ပါတယ်။ CEIR စနစ်ကိုအသုံးပြုလိုပါက www.ceir.gov.mm မှတက်ဆင့် CEIR Public Portal သို့ဝင်ရောက်အသုံးပြုရမှာဖြစ်ပြီးအသုံးပြုပုံလမ်းညွှန်ချက်တွေကို CEIR Public Portal မှာပြည့်ပြည့်စုံစုံဖော်ပြပေးထားပါတယ်။ဒါ့အပြင် CEIR စနစ်လို့ခေါ်ဆိုတဲ့ဗဟိုမိုဘိုင်းဆက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်မှာ IMEI ကုတ်နံပါတ်မှတ်ပုံတင်ခြင်းနဲ့အခွန်ပေးဆောင်ခြင်းလုပ်ငန်းစဉ်တွေအကြောင်းကိုပြည့်စုံစွာသိရှိလိုပါက CEIR Call Center နံပါတ်တွေဖြစ်တဲ့1500နဲ့1955တို့ရုံးချိန်အတွင်းဆက်သွယ်မင်းမြန်းစုံစမ်းနိုင်မှာကြောင်းနဲ့ CEIR စနစ်နဲ့ပတ်သက်ပြီးအများပြည်သူသိရှိဖို့လိုအပ်တဲ့သတင်းအချက်အလက်တွေကိုလည်းအချိန်နဲ့တပြေးညီဆက်လက်တင်ပြမှာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်ရှင်။